ခဲ့တဲ့15ရက်နေ့ညပွဲမှာထိုင်းဖိုက်တာနဲ့ကစားတော့တယ်ကျွန်တော်တို့မြန်မာဖိုက်တာပက်ဆာတာရဲ့ပွဲကိုအတူတူပြန်လည်ကြည့်ရှုအောင်ပါဗျဒီဘက်ကဘောင်းမီအနေနဲ့ကတော့အရှင်ထိုင်းဖိုက်တာဖြစ်ပါတယ်လက်ရပြဘောင်းမီအပြနဲ့ကတော့ဒါကျွန်တော်တို့မြန်မာဖိုက်တာဖြစ်ပါတယ်ဗျမွေထိုင်းပွဲပါ3မိနစ်တုံးကြီးပွဲဖြစ်ပါတယ်ပြီးခဲ့တဲ့15ရက်နေ့ကစားသွားခဲ့တဲ့ပွဲဖြစ်ပါတယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကလင်းလောက်ပြီးသားသူနဲ့တိုက်တယ်ကလင်းဆွဲနေဗျဟိုအောက်ချစ်ကန်တယ်ဗတိချက်တော်လေးထိတယ်သူတိုက်တယ်ဟုတ်ကဲ့ကလင်းလောက်ပြီးပြန်ဆွဲတော့တွေ့ရတယ်ဗျကျွန်တော်မြန်မာဖိုက်တာလောက်ကဲဒီကျလက်ထိုင်းလောက်ထိရတော့တွေ့ရတယ်။အိုးဟိုက်ကကောင်းတယ်။အိုးဟိုက်ကထက်ခံတယ်။အိုးဒီကျတော်လေးထိရဟာ။အိုးတောင်ထိရ။ဟိုက်ကအိုးဟိုက်ကလက်ဒီကျအိုးချောင်ပိတ်ပြီးသားဒူးနဲ့စော်နေဗျ။ကလင်းလောက်ပြီးသားချုပ်ဒူးနဲ့စော်နေတာတွေ့ရတယ်။ပထမချက်တော့ပြီးဆုံးသွားပါပြီ။ဒါကတော့ဒုတိယချက်ဖြစ်ပါတယ်။အိုးလက်ဒီရက်တွေထိတယ်ဗျ။ကလင်းလောက်ပြီးသူတိုက်တယ်။ကလင်းဆွဲပြီးသားစော်နေရတွေ့ရတယ်။ဒီကျလက်ထိုင်းလောက်တော့ထိရ။ကလင်းလောက်ပြီးသားဒူးနဲ့တိုက်နေကြဗျ။ဟိုလက်ဒီကျထိတယ်။ဟိုလက်ဒီကျထက်ထိတယ်။ဟုတ်ကဲ့ကလင်းလောက်ပြီးတော့ရှောက်စော်နေရဗျ။နှစ်ယောက်လုံး
နှစ်ယောက်လုံးကတော့ဒါအကျိတ်နေပဲဟိုးပြန်ထလာတယ်ဟိုသူတိုက်တယ်သူကဲဒုတိယချီလည်းပြီးဆုံးသွားပါပြီဒါကတော့နောက်ဆုံးချီတတိယချီဖြစ်ပါတယ်နှစ်ယောက်လုံးကလည်းဒါအကျိတ်နေရုံနေရဆိုတာနှစ်ယောက်လုံးတက်လောက်ကကျသွားတာတွေ့ရတယ်ဘာကြောင့်ဆွဲပြီးသားသူနဲ့တိုက်နေဗျတိုက်တဲ့ဟိုဝဲတော့ဒါမစိုးပြောမယ်နှစ်ယောက်လုံးအကျိတ်နေရှိရဗျဟိုးလက်ဒီကျက်တွေတော်လေးတော့ထိတယ်လောက်ကက်လက်ဒီကျက်ဒီတိုက်ချက်ထိတယ်ဟိုလက်ဒီကျက်နှစ်ယောက်လုံးတော်တော်ပျော့နေပြီဗျနှစ်ယောက်လုံးတော်တော်လေးကိုပျော့နေပြီတော်တော်လေးပျော့သွားတယ်နှစ်ယောက်လုံးတက်လုံးကျပြီကဲပွဲရပြီးဆုံးလို့တော့ပါပြီတိုင်ထုတ်ပြရောက်ရှိသွားပါတယ်တိုင်ထုတ်ပြမှာတော့ဒါတရေတက်မှတ်ပေးလိုက်ပါတယ်ဖိုက်တာနှစ်ယောက်လုံး